မင်္ဂလာပါခင်ဗျာအားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းပြတာပို့တာပါတယ်မနေ့ကကျွန်တော်ဒီ UN Tourism ပေါ့နော်ကျွန်တော်တို့ကုလသမဂ္ဂခီးသွွားလုပ်ငန်းအဖွဲ့ရဲ့အကြောင်းနဲ့အဲ့ဒီအဖွဲ့အစည်းမှာတာဝန်ထမ်းဆောင်ခဲ့ကြတဲ့တွေ့မှုချုပ်တွေအကြောင်းကိုတင်ပြခဲ့တာဖြစ်ပါတယ်ဒီနေ့တော့ဒီ UN Tourism အဖွဲ့အစည်းမှာမြန်မာနိုင်ငံအနေနဲ့အဖွဲ့ဝင်နိုင်ငံတနိုင်ငံအဖြစ်နဲ့ဘယ်လိုမျိုးတက်ကြွပါဝင်ဆောင်ရွက်နေတယ်လဲဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်အနေနဲ့တင်ပြသွားမှာဖြစ်ပါတယ်ဒီရခိုင်ကတော့ကျွန်တော်တို့ကမ္ဘာခီးသွွားလုပ်ငန်းအဖွဲ့ချုပ် UN Tourism လို့ခေါ်တဲ့ဒီအဖွဲ့အစည်းမှာမြန်မာနိုင်ငံကတော့ဒီ1995ခုနှစ်လောက်ကတည်းကနေစပြီးတော့အဖွဲ့ဝင်ဖြစ်နေပါဝင်ခဲ့တာဖြစ်ပါတယ်1999မှာတော့ကျွန်တော်တို့ဒီအဖွဲ့ဝင်ဖြစ်ကနေခဏလေးခိတရနာခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီ2012ခုနှစ်မှာတော့ကျွန်တော်တို့ဒီကမ္ဘာခီးသွွားလုပ်ငန်းရဲ့စံချိန်စံညွှန်းနေတဲ့ကျွန်တော်ခီးသွွားလုပ်ငန်းကိုပုံမှန်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ဖို့ဆိုပြီးတော့ဒီ2012ခုနှစ်မှာအဖွဲ့ဝင်ဖြစ်နေပြန်လည်ပြီးတော့ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီ2012ခုနှစ်ကနေစပြီးတော့အခုချိန်ထိတော့ကျွန်တော်တို့ကအဖွဲ့ဝင်နိုင်ငံတနိုင်ငံအဖြစ်နဲ့ကျွန်တော်တို့ဒီခိုင်ခိုင်မာမာဆက်လက်ပါဝင်ပြီးတော့ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်ဒီလိုအဖွဲ့ဝင်ဖြစ်နေပါဝင်တဲ့အတွက်ဒီမြန်မာနိုင်ငံအနေနဲ့ဒီကမ္ဘာခီးသွွားလုပ်ငန်းအဖွဲ့ချုပ်ကနေကျင်းပတဲ့ဒီခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာပေါ့နော်ဒီအစီအစဉ်တွေ forum တွေ seminar တွေသင်တန်းတွေစသဖြင့်ဒီလိုအစီအစဉ်တွေမှာအမြဲတမ်းပါဝင်ခွင့်ရပါတယ်ဒီလိုရတဲ့အတွက်လည်းမြန်မာနိုင်ငံခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုအများကြီးအထောက်အကူဖြစ်ခဲ့ပါတယ်ကျွန်တော်တို့အနည်းဆက်ဆုံးဒါပါဝင်မှုပြောရလို့ရှင်တော့ကျွန်တော်တို့ဒီ Saudi Arabia နိုင်ငံ Riyadh မြို့မှာကျင်းပတဲ့ဒီကမ္ဘာခီးသွွားလုပ်ငန်းနေ့အထိမ်းအမှတ်အခမ်းအနားနဲ့ပေါ့နော်ကျွန်တော်တို့ခီးသွွားလုပ်ငန်းခေါင်းဆောင်များ forum ကိုကျွန်တော်တို့ဒီကျင်းပတဲ့အခါမှာကျွန်တော်တို့ဒီမြန်မာနိုင်ငံကဒီပြောင်းသူဝင်ကြီးဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်ခဲ့ပါတယ်။ဒါ့အပြင်ကျွန်တော်တို့ခီးသွွားလုပ်ငန်းတွေအင်မတန်အရေးပါတယ်ကျွန်တော်25ကြိမ်မြောက်ကမ္ဘာခီးသွွားလုပ်ငန်းအဖွဲ့ချုပ်ထွေထွေညီလာခံပေါ့နော်ဒီ 25th UNWTO General Assembly ကိုလည်းကျွန်တော်တို့ဒီဒုတိယဝန်ကြီးဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ကဒီနိုင်ငံကိုကိုစားပြုပြီးတော့ပါဝင်တက်ရောက်ခဲ့ရတာဖြစ်ပါတယ်။ဒီနေရာမှာကြုံလို့ပြောပြလို့ရှင်တော့ကျွန်တော်အနေနဲ့လည်းဒီ UNWTO ကနေပြီးတော့ဦးဆောင်ကျင်းပတဲ့ဒီပေါ့နော် forum တစ်ခုမှာဒါမကောက်မှာကျင်းပတာဖြစ်ပါတယ်ကျွန်တော်တို့ဒီအဲ့တော့တာဝန်ထမ်းဆောင်နေတဲ့တွင်မှုချုပ် Mr. Zurab နဲ့ကျွန်တော်တို့တွေ့ဆုံစကားပြောခွင့်လေးရခဲ့ပါတယ်ကျွန်တော်အနေနဲ့ကတော့ဒီမြန်မာနိုင်ငံအနေနဲ့ဒီကမ္ဘာခီးသွွားလုပ်ငန်းအဖွဲ့ချုပ်ကနေပြီးတော့ပြုလုပ်တဲ့အစီအစဉ်တွေမှာအမြဲတမ်းတက်ကြွပါဝင်ပြီးတော့ဒီဆောင်ရွက်နေတဲ့အကြောင်းပြောပြတာလေအဲ့တော့သူကလည်းthank you ပေါ့နော်ကျေးဇူးတင်ပါတယ်လို့ပြောကျွန်တော်ကဒါနဲ့ဒီ UNWTO အနေနဲ့လည်းကျွန်တော်တို့မြန်မာနိုင်ငံရဲ့ခီးသွွားလုပ်ငန်းတည်တဲ့ပို့ပြီးတော့ဖွံ့ဖြိုးတိုးတက်ဖို့အတွက်တက်နံတလောက်ဒီ RBB ကူညီပါအောင်ဆိုပြီးကျွန်တော်အနေနဲ့ဒါလေးပြောပြခဲ့ပါတယ်သူအနေနဲ့လည်းသဘောတူပါတယ်ဒါလေးကတော့ကျွန်တော်ကြုံလို့ပြောပြခဲ့တာလည်းဖြစ်ပါတယ်သူဒီမြန်မာနိုင်ငံအနေနဲ့ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးပွဲတွေမှာပါဝင်တက်ရောက်နေမကောက်ဒီလိုပွဲတွေပါဝင်တက်ရောက်တဲ့အခါအဲ့ဒီအခမ်းအနားတွေပွဲကြီးတွေမှာကျွန်တော်တို့ခုနပြောတဲ့ UNWTO ရဲ့ကျွန်တော်တို့အထွေထွေမှုချုပ်တွေဒါတခြားတက်ရောက်လာတဲ့နိုင်ငံတကာကခီးသွွားလုပ်ငန်းဝင်ကြီးတွေနဲ့ပေါ့နော်ဒီမြန်မာကိုယ်စားလှယ်ဖွဲ့တွေနဲ့အမြဲတမ်းတွေ့ဆုံပြီးတော့ဒီနှစ်နိုင်ငံခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုတော့ဒီပူးပေါင်းဆောင်ရွက်မှုတွေမဟာဗျူဟာတွေပေါ့နော်ဒါတွေကိုလည်းကျွန်တော်တို့ကဒီပွဲကြီးတွေနဲ့အတူတူဒါထိတွေ့ခွင့်ရပြီးတော့ဆွေးနွေးခွင့်ရခဲ့တာကြီးလည်းဖြစ်ပါတယ်ဒီလိုနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ရုံနဲ့မကသေးဘူးကျွန်တော်မြန်မာနိုင်ငံမှာလည်းဒီကမ္ဘာခီးသွွားလုပ်ငန်းနေ့အခမ်းအနားကိုကျွန်တော်တို့ဒီခန်းနားနဲ့နှစ်စဉ်ကျွန်တော်ဒီ2012ခုနှစ်ကနေစပြီးတော့ကျွန်တော်နှစ်စဉ်ကျင်းပခဲ့တာလည်းဖြစ်ပါတယ်ဒီလိုအခမ်းအနားကိုလည်းဒီကမ္ဘာခီးသွွားလုပ်ငန်းနေ့အခမ်းအနားကိုလည်းနိုင်ငံတော်အကြီးအကဲတွေကိုယ်တိုင်နှစ်စဉ်တက်ရောက်ပြီးတော့ဒီဂုဏ်ပြုပြီးတော့ချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်ဒီခန်းနားရည်နဲ့အတူတူကျွန်တော်တို့ဒီခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့နဲ့ဆိုင်တဲ့ဒီပြပွဲတွေပြိုင်ပွဲတွေဒါတွေကိုကျွန်တော်တို့ကကျင်းပပြီးတော့ဒီနှစ်စဉ်စုတွေချီးမြှင့်နေတာဖြစ်ပါတယ်ဒီနိုင်ငံတကာရဲ့ဒီခီးသွွားလုပ်ငန်းစင်မြင့်ပေါ်မှာဒီမြန်မာနိုင်ငံရဲ့ဒီပုံရိပ်ကိုပေါ့နော်အခုလိုခိုင်မာမာနဲ့ဒီရက်တီထင်ဟပ်ပြသနေတာကတကယ်ကိုဂုဏ်ယူစရာပဲဖြစ်ပါတယ်ဒီမိတ်ဆွေတို့အနေနဲ့ရောကျွန်တော်တို့ဒီကမ္ဘာခီးသွွားလုပ်ငန်းနေ့အခမ်းအနားမှာဘယ်လိုအနေအထားမျိုးနဲ့ပါဝင်ပြီးတော့ဆင်နွှဲကြမလဲဆိုတာကို comment မှာရေးခဲ့ပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ